တူတူကို customer လေးတွေတော်တော်များများမေးကြလို့ပါတူတူရဲ့မှာဆိုင်ရပါတော့အရင်တော့ကရေစကြိုကားလမ်းပေးပေါ့နော်ပခုတ်ကုံမြို့တည်ရေစကြိုကားလမ်းပေးမှာဖွင့်ထားတာပေါ့နော်အဲ့ဒါကြောင့်လို့ကားလမ်းပေးမှာဖြစ်တဲ့အတွက်ကြောင့်လို့ရေစကြိုကနေပခုတ်ကုသွားတဲ့ကားလေးတွေကအစားတူတူရဲ့ဆိုင်လေးကိုဆင်းဝယ်ကြရဲပေါ့နော်ဆင်းဝယ်ကြတော့အဲ့တော့ကနေတူတူရောင်းရပါတယ်ဆိုင်ဆက်စာဖွင့်ခြင်းဖြစ်ပေမဲ့ပေါ့နော်အဲ့တော့လည်းရောင်းရတယ်အခုပေါ့နော်တူတူကအဲ့ဒါလေးဆိုင်ကားဖြစ်တဲ့အတွက်ကြောင့်လို့ဒီဘက်ပေါ့နော်ဒီဘက်လမ်းကြားလေးတွေမှာတူတူရဲ့မှာဆိုင်လေးပေါ့နော်စောက်လိုက်တယ်အဲ့မှာပြောင်းလိုက်တယ်ပေါ့နော်ပြောင်းတော့ကြတော့ customer လေးတွေတော်တော်များမီးကြတယ်ပေါ့နော်သူဟိုဘက်ကကြတော့လမ်းဘေးပေါ့နော်မိန်းလမ်းဘေးကားလမ်းဘေးဖြစ်တဲ့အတွက်ကြောင့်မို့တအားရောင်းရတယ်ပေါ့နော်ဒီဘက်ကရောပေါ့နော်ရောင်းရရဲ့လားဆိုပြီးသူတို့မီးကြလို့ပါဒီဘက်ကလည်းဟိုဘက်ကမိန်းလိုင်းမဟုတ်ပေမဲ့ပေါ့နော်ဒီဘက်ကရွှေတန်းတဲ့မိန်းလိုင်းဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကလည်းရောင်းရပါတယ်ရှင်သူတို့ကိုစိတ်ပူပြီးတော့မီးပေးကြတဲ့ customer လေးတွေလည်းသူတို့ကကျေးဇူးတင်ပါတယ်သူတို့ရဲ့ဆိုင်လေးကိုတကူတကပေါ့နော်မတွေ့ကြအောင်ရှားပြီးတော့လာဝယ်ကြတဲ့ customer လေးကိုလည်းသူတို့ကကျေးဇူးတင်ပါတယ်တော်တော်များများပေါ့နော်သူတို့ရဲ့ဆိုင်လေးကိုမရောက်ရအောင်လာကြရပေါ့နော်သူတို့မှာ customer လေးတော်တော်များများသူတို့ရဲ့ဆိုင်လေးကိုအကုန်လုံးလိုက်လာကြရပေါ့နော်အဲ့ဒီအတွက်သူတို့ကလည်းအရန်ဝမ်းသာပါတယ်တချို့ customer လေးဆိုလို့ရှင်လေအရန်ချို့ကောင်းနေသီလားသူရဲ့ဆိုင်ပိတ်သွားပြီထင်တာ line ပေါ်ကနေတွေ့လို့ပြန်ပြလာခဲ့တာပေါ့နော်အဲ့လိုမျိုးလေးပြောကြရပေါ့နော်သူအရန်ကိုပြီးတိဖြစ်ရပါတယ်သူကိုရုံရုံကြည်ကြည်နဲ့ဆိုင်မှာလာရောက်ဝယ်ယူအပ်ပြီး customer လေးတွေရော online ကနေပြီးတော့မှာယူအပ်ပြီး customer လေးတွေရောသူကကျေးဇူးအများကြီးတင်ပါတယ်ရှင် customer လေးတွေအားလုံးအလုပ်ကိုင်းနေအားလုံးအဆင်ပြေကြပါစေရှင်